အခုလို့ဆိုလိုက်ရင်လူတော်များများကမျက်နှာကြည့်စုပုတ်သွားပြီးငါနဲ့ပါဆိုင်လို့လေငါဟာငါရှာထားတဲ့ပိတ်ဆံဘလို့သူတို့ကလာကပေးနေရတာလေစကြည်တွေ့တတ်ကြတယ်အခုရဲ့သဘောတရားကိုမြန်မာလိုပဲရှင်းပြရရင်ဆိုပါစို့တင်ငယ်ရှင်း9ယောက်လက်ဖေးဆိုင်တဲ့ဆိုင်မှာအတူတူစုထိုင်ကြတယ်စားပြီးတော့ပြီးလို့ဘေးစင်းတဲ့အချိန်ရောက်တော့တယောက်ကအပိုက်နာလို့အိမ်သာထသွားတယ်တယောက်ကဖုန်ကြည့်နေတယ်လို့မတိချင်အောင်ဆောင်နောက်တယောက်ကဖုံးဆက်ချင်အောင်ဆောင်တယ်အဲ့ဒီလိုအဖြစ်မျိုးကြုံဖူးတယ်မလားအားလုံးကကိုအိတ်ထဲမှာနိုင်ပေးရမှာကြောက်ကြတယ်လေဒါပေမဲ့ဆိုင်ရှင်ကကိုဖေမမဟုတ်တာအဲ့တော့ကဲတယောက်တစ်ထောင်စီထုတ်ကြဟေးဆိုပြီးနောက်ဆုံးတော့ဝိုင်းရှင်းကြရတယ်ပဲမဟုတ်လားအဲ့ဒီလိုသဘောပါပဲအခုဆိုတာအများပိုင်ပေကိုအများကဝိုင်းရှင်းကြရတဲ့စနစ်ပါပဲတိုင်းပြည်တပီမှာလည်းအယယာရှင်ပေဖို့အတွက်လမ်းတွေခင်းရတယ်တရားတွေစောက်ရတယ်စာတင်ကျောင်းတွေစောက်ရတယ်အစိုးရရှိုံတွေဖွင့်ရတယ်စသည်ဖြစ်ပေါ့ဒါတွေကိုဘယ်သူအဖေပိုင်တဲ့ပတ်စံနဲ့လုပ်ရတာမဟုတ်ဘူးတိုင်းပြည်မှာရှိတဲ့လူတွေအားလုံးစီကနေပဲလိုက်ကောက်ပြီးလုပ်ရတာအဲ့ဒါကိုအခု tax လို့ခေါ်တယ်မေးချာတော့ရှိတာပေါ့ငါတို့လည်းအမဲပေးနေရတာပဲဘာလို့ငါတို့နိုင်ငံမှာအမဲသားအမောင်ထဲမှာနေရတာလဲပေါ့အဲ့ဒါကြတော့ကျွန်တော်လည်းတိကျမသိပါဘူးအခုကိုကောင်းအသုံးချတဲ့နိုင်ငံတော်များမှာကြတော့အခုကိုအများကြီးကောက်တယ်ကောက်ပြီးရင်လည်းလမ်းတွေကိုအကောင်စားခင်းပေးတယ်မိဆိုလဲညာလုံးပေါက်လင်းတယ်ရှေ့ုံပြရင်လည်းလုံးဝအလကားကျောင်းတွေလည်း free တက်ခွင့်ပေးတယ်အဲ့ဒါကြောင့်သူတို့ကအခုကိုပျော်ကြီးပေးကြတာပေါ့ငါတို့စီမှာတော့မိကလည်းမလားလမ်းကလည်းချိုင်းကွက်တွေချီနေဆိုတော့ပြရမှာကြောက်ကြတာတော့အဆမ်းပါဘူးခြုံငုံပြောရရင်အခုဆိုတာတိုးတက်တယ်လုံခြုံတယ်ဆိုတဲ့လူအဖွဲ့အစည်းမှာနေထိုင်ခွင့်ရဖို့အတွက်ပေးရတဲ့အသင်းဝင်ကြေးပါပဲဘန်လူတော်များများဒီလိုထင်ကြတယ်ဘန်တစ်ခုစီကိုသွားတယ်ပြီးတော့ဘန်ထဲကိုပဲဆန်ထည့်ထားလိုက်တယ်ဘန်ကအဲ့ဒီပဲဆန်တွေကိုအစောက်တွေမြောင်းများစွာရှိတဲ့လုံခြုံတဲ့တမနီမိခံတဲ့တာတဲ့ကိုတင်ထားတယ်ပေါ့အမှန်ကအဲ့လိုမဟုတ်ပါဘူးမင်းအားလိုက်တဲ့ပဲဆန်တွေကမင်းထက်တာနဲ့ဘန်ထဲမှာမရှိတော့ပါဘူးအကုန်သွားပါပြီဘန်ဆိုတာပဲဆန်တင်ပေးတဲ့နေရာမဟုတ်ပါဘူးသူတို့ကငွေပွဲစားတွေပါဥပမာမင်းကဘန်တစ်ခုကိုတွားပြီးပဲဆန်တသိန်းတွားထည့်ထားတယ်ဆိုပါစို့ဘန်ကအဲ့ဒီတသိန်းလုံးကိုတော့ခတ်သိမ်းထားပါဘူး9000ခွဲလောက်ကိုချက်ချင်းထုတ်ပြီးဖုန်းအသေးဝယ်ရှင်လို့အတိုးနဲ့လာချေးတဲ့တခြားသူတယောက်ကိုအတိုးနဲ့ချေးပေးလိုက်တာပါဒီစနစ်ကို fractional reserve banking လို့ခေါ်ပါတယ်သူတို့ကဘာကိုယုံကြည်ပြီးလုပ်တာလဲဆိုတော့ပဲဆန်လာအားထားတဲ့သူတွေအားလုံးဟာတရက်တီးတစ်ချိန်တီးနဲ့ဘဏ်ကိုအပြေးလွှားလာပြီးသူတို့ပဲဆန်တွေအားလုံးကိုတပြန်နဲ့ပြန်ထုတ်မှာမဟုတ်ဘူးဆိုတဲ့အသွေးနဲ့လုပ်တာပါဒါပေမဲ့တကယ်လို့လူတိုင်းကဘဏ်ကိုမယုံကြည်ကြတော့ပဲဆန်အားလုံးကိုပြန်ထုတ်မယ်ဆိုပြီးတရက်တီးအကုန်ရောက်လာရင်တော့ကျွန်တော်တို့မြန်မာပြည်သားတွေအားလုံးကြုံဖူးသလိုပါပဲဘာမှလူတိုင်းကိုပေးဖို့ပဲဆန်လုံလောက်မရှိတော့ပဲစနစ်တစ်ခုလုံးဝန်ကနေပြိုကျသွားပြီးပဲဆန်ချက်ချင်းထုတ်မပေးနိုင်တာမျိုးတို့ဖြစ်တတ်ပါတယ်ဒါဆိုဘန်တွေကပဲလို့ချမ်းသာလာတယ်လေမင်းပစံတော့အားထားလို့မင်းကိုပေးတဲ့အငွေအတုံးလုံးထဲမင်းပစံနဲ့တခြားသူကိုပြန်ချေးတဲ့အခါယူတဲ့ချင်းငွေတုံးလုံးကပိုများလို့ပါအဲ့ဒီကြားတဲ့ကဖျက်စားတဲ့အမြတ်နဲ့ပဲဘန်ထောင်တဲ့သူတွေတိုက်ကြီးတွေစောက်ပြီးကြီးပွားနေကြတာပါဒါဆိုငါတို့ကဘာလို့ပါမှာပစံတော့အားနေဦးမှာလဲအဲ့ဒါတော့ရှင်းပါတယ်အင်္ဂါကုတင်အောက်မှာဓမ္မမို့ဖိနာဖာထဲမှာပစံပုံလိုက်ထဲထားရင်သူခိုးရန်လဲကြောက်ရတယ်ပြီးတော့ချကြိုက်တာကျွဲကြိုက်တာနဲ့တင်ပစံတွေအလကားဖြစ်ကုန်တယ်လေအဲ့ဒါထက်စားရင်တော့ကလေးတပြားနဲ့ထားတာပိုအဆင်ပြေတယ်ပြီးတော့အတိုးလဲရတယ်လေအတိုးလို့ပြောလိုက်တာနဲ့မတိတဲ့လူဆိုလို့ဒီကောင်တွေပဲရှိမှာပါဒီလမှာကိုကအဆင်မပြေလို့ရက်ခွက်တက်ကဘောစီတယောက်စီမှာပစံသိန်းသွားချေထားလိုက်နောက်လာရောက်တော့ကိုကသူ့ကိုသိန်း1000ပြန်ပေးရတယ်ဘာဖြစ်လို့လဲအတိုးဆိုတဲ့ interest ကြောင်းပါအတိုးဆိုတာကိုကသူများပဲဆန်ကိုခဏယူသုံးတယ်ဆိုရင်ယူသုံးတဲ့အတွက်ပေးရတဲ့ယူသုံးခါပါကိုကသူများကိုပေးသုံးတယ်ဆိုရင်လည်းပေးသုံးခါအဖြစ်ကိုကအတိုးဆိုတာကိုရတာပါအတိုးအကြောင်းကိုတေချာနားလဲရင်အနာကမှာအတိုးကနေထိုင်စားတဲ့အတိုးတစ်သေးဖြစ်နိုင်တယ်လို့တေချာနားမလဲရင်တော့အတိုးကခိုင်းတဲ့အတိုးကြုံဖြစ်သွားနိုင်ပါတယ်အတိုးမှာအဓိကအဖြစ်နှမျိုးခွဲထားပါတယ် simple interest ရိုးအတိုးဒါကရှင်းပါတယ်ဥပမာတသိန်းချေရင်တလ1000ပုံမှန်တိုးသွားတာမျိုးမိဘလောက်ကြထားအတိုးကတလ1000ပဲတက်သွားတာမျိုးပါ compound interest အတိုးပေါ်အတိုးရှင်းတာဒါကတော့တကယ်လူတက်ကောင်
အတိုးကနေအတိုးကိုထပ်မွေးပြီးကျွန်တော်တို့ကိုကြုံဖြစ်စေနိုင်တဲ့စနစ်ပါဥပမာမင်းကလာခနဲ့တိန်3သိန်းလောက်ပဲရတယ်ဒါပေမဲ့လမ်းချင်းတယ်ကင်းတဲ့မှာစကင်တွေဝယ်ချင်တယ်ဆိုပြီးစင်5သိန်းတန်ဖို့တလုံးကိုအပြင်ဆိုင်မှာအတိုး20နှုန်းနဲ့အရစ်ကြတောက်ဝယ်ထားလိုက်တယ်တလားမအတောင်းကနန်းလေးပဲပေးရတယ်ဆိုပြီးပေါ်ပေါ်ဆဆတွေးမိနိုင်တယ်ဒါပေမဲ့အလို့အကန်အစင်မပြေလို့ပဲဖြစ်ဖြစ်ကြမ်းမရစ်ကြောင်းပဲဖြစ်ဖြစ်တလားလောက်အရစ်ကြမဆမ်းမိလိုက်တာနဲ့ compound interest နဲ့ကစတင်အလို့လို့တော့တာပဲမင်းပေးရမယ့်အတိုးပေါ်ကိုနောက်ထပ်အတိုးထားပေါင်းအဲ့ဒီအတိုးပေါ်ကိုလည်းနောက်ထပ်အတိုးထားပေါင်းအဲ့ဒီလိုနဲ့အတိုးကသားတွေမြေးတွေမြစ်တွေဆက်တိုင်းမွေးနေတော့မင်းဝယ်ထားတဲ့ပုံတံဖို့တဲ့တောင်မင်းချရမယ့်အကျွေးကပုံများသွားပြီးနောက်ဆုံးတော့တထည့်အတူလှုပ်ချင်မိတဲ့မြင့်ကပဲနောင်သားမြောင်းများစွာနဲ့ဖြစ်နေတတ်ပါတယ်ဒါပေမဲ့ဒီအတိုးစနစ်ကိုပြောင်းပြန်လန်ကြည့်လိုက်ရင်မင်းကအကျွေးမယူပဲအဲ့ဒီ compound interest နဲ့ယင်းနေမျိုးနာမှုနေရာတစ်ခုမှာမြင့်ပစ္စံကိုပြန်တက်ထားလိုက်ရင်မင်းအိပ်ပျော်နေတဲ့အချိန်မှာတောင်မင်းရဲ့ပစ္စံကကလေးတွေထက်ခါမွေးပြီးမင်းအတွက်ပစ္စံလာကားရှာပေးနေတဲ့အကောင်းဆုံးအလို့တန်းဝန်ထမ်းဖြစ်သွားပါလိမ့်မယ်အတိုးဆိုတာဓာတ်သွားနှစ်ဖက်ပါပါတယ်မင်းအတုံးချတတ်ရင်မင်းကိုတထေးဖြစ်စေနိုင်တယ်လို့မင်းအတုံးမချတတ်ရင်တော့မင်းဘဝအနာဂတ်တစ်ခုလုံးကိုကြုံဖြစ်စေနိုင်တဲ့အရာတစ်ခုပါ